ကဲမလေးရှားရောက်ရွှေမြန်မာတွေအတွက်သတင်းကောင်းတစ်ခုပြောပေးချင်ပါတယ်ဆိုတော့ကိုကမလေးရှားမှာရောက်နေပြီးတော့မှအလုပ်တွေစူးစမ်းရဲ over တွေနေလဲအသေးအတန်စီးပြီးတော့မှပတ်စံတွေအများကြီးရှာတဲ့ပတ်စံတွေကိုလည်းဒါအိမ်ုံလဲပို့တယ်ဒါပေမဲ့တခုရှိတာကို့အတွက်ကြတော့အသိပညာဘူးသူတာတိုးတက်ဖို့အတွက်ဘာမှမလုပ်နေအဲ့ဆိုလို့ရှိရင်တော့ကိုရေရှည်ဘဝအတွက်စဉ်းစားစရာအများကြီးဖြစ်လာနိုင်တယ်ဘာလို့ဆိုလို့ရှိရင်ကိုကမလေးရှားမှာတော့ဒါပတ်စံတွေရှာနိုင်ခဲ့တယ်မြန်မာနိုင်ငံပြန်ရောက်တဲ့အချိန်ကျတော့ဘယ်စီးပွားရေးကိုဘယ်ကနေစလုပ်လို့လောက်ရမှာမသိဘဲနဲ့မှာကိုစုဆောင်းလာတာလေးတွေကိုတွားပြီးတော့မှကိုမြင်းနေတဲ့နေရာမှာတွားရင်းနှီးမြှုပ်နှံလိုက်တဲ့အချိန်ကြလို့ရှိရင်ပတ်စံတွေအကုန်ပလုံသွားလိမ့်မယ်ပေါ့နော်ဆိုတော့ကိုကမလေးရှားမှာပတ်စံပဲရှာရုံနေမဟုတ်ဘဲနဲ့မှာအသိပညာကိုလည်းရှာဖို့လိုပါတယ်ဆိုတော့အသိပညာဒါ social media မှာလွယ်လွယ်နဲ့ရနေတဲ့ခေတ်ကြီးထဲမှာတချို့ information တွေအချက်အလက်တွေကဒါ social media မှာများသောအားဖြင့် fake တွေက90%လောက်ပါတယ်ဆိုတော့ဒီ social media အချက်အလက်တွေကိုမယုံမဲနဲ့မှာကိုယ်တိုင်အသိပညာတွေကိုကဘာနဲ့ချီပြီးတော့မှရှာကျင်တယ်ဆိုလို့ရှိရင်တော့ရွှေနှုတ်ကနေပြင်ဆင်ပေးထားတာတခုရှိရဲအဲ့ဒါကဒီ April 1ရက်နေ့ကနေ20ရက်နေ့အထိကိုရွှေတကူလောက်ဆောင်ဆိုပြီးတော့မှရွှေနှုတ်တစ်နှစ်စာဝယ်သူတိုင်း50% discount ပေးထားတယ်ဆိုတော့ရွှေနှုတ် application ထဲမှာဆိုလို့ရှိရင်ဒါ business နဲ့ပတ်သက်တဲ့စာအုပ်တွေ marketing နဲ့ပတ်သက်တဲ့စာအုပ်တွေ biography တွေ psychology ပြီး personal development နဲ့ပတ်သက်တဲ့စာအုပ်တွေ career နဲ့ပတ်သက်တဲ့စာအုပ်တွေအများဆိုမှအများကြီးရှိနေတယ်ဆိုတော့အဲ့စာအုပ်တွေဖိုင်ထဲမှာနိုင်ငံတကာကချမ်းသာတဲ့ပုံကိုယ်တွေကဘယ်လိုပုံစံနဲ့တွားပြီးတော့မှသူတို့ business အောင်မြင်အောင်လုပ်လဲဘယ်ကနေစပြီးလုပ်ငန်းတစ်ခုကိုတည်ထောင်တာလဲအခုအချိန်ထိအောင်မြင်နေတဲ့အချိန်မှာဘယ်လိုရေရှည်တည်တံ့ကြအောင်သူတို့အောင်မြင်မှုတွေထိန်းထားနိုင်လဲစတဲ့အချက်အလက်တွေအများကြီးပါတယ်စာအုပ်တွေကိုကိုယ်တိုင်ဒါမလေးရှားမှာအလုပ်လုပ်ရင်းနဲ့မှာတစ်နှစ်သုံးလောက်ဖြစ်ဖတ်ပေါ့နော်ဖတ်တဲ့အချိန်ကြာလို့ရှင်ရက်30ရက်60တစ်လ2လကျော်လောက်ဖြစ်သွားပြီဆိုလို့ရှင်ကို့မှာ idea ပေါ်လာတယ်ပေါ်လာတဲ့အချိန်ကြာလို့ရှင် okay ဒီမလေးရှားရပတ်စံနေနဲ့ဒါကိုမြန်မာနိုင်ငံမှာပဲစီးပွားရေးပြန်လုပ်မှာလားဒါမှမဟုတ်ဒီမလေးရှားမှာနေမဲ့ကိုယ့်ဘက်ကိုစီးပွားရေးထပ်ပြီးတော့မှတိုးချက်မှာလားစသဖြင့်ကိုယ့်အတွက်အခွင့်အလမ်းတွေကိုယ့်ရဲ့အုံနောက်ကနေကိုယ်တိုင်ဖန်တီးနိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဝင်ငွေကိုအခုနှစ်သစ်မှာနှစ်ဆရကျင်တဲ့သူတွေရှိရဆိုလို့ရှင်ရွှေနှုတ်ကနေပြီးတော့မှ April 1ရက်နေ့ကနေ20ရက်နေ့အထိပေးထားတဲ့ promotion ကိုအရယူပါ50% discount နဲ့ပေးထားပြတဲ့အတွက်အရန်တန်ပါတယ်ဆိုတော့အားလုံးပဲမဖြစ်မနေတွားဝယ်ပြီးတော့မှကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းနှစ်ဆရဖို့အတွက်ကိုယ့်ရဲ့အသိပညာတွေကို upgrade လုပ်လိုက်ပါလို့ဒီကနေတိုက်လို့ချင်ပါတယ်ခင်ဗျာ